တစ်သားပြားလေးတစ်ချက်နဲ့အသားလေးတွန်းလိုက်ရုံပါပဲအမိုးပေါ်ကနှင်းထုတွေကဇွန်းပေါ်ကခရမ်နီလိုမျိုးချောချောမွေ့မွေ့လေးရောကြလာတာပါတကယ်လို့နှင်းတွေကအရန်ထူနေမယ်ဆိုရင်တော့နီလန်းကောင်းလေးတွေသုံးဖို့လိုလာပါလိမ့်မယ်ဥပမာပြောရရင်ကားကိုရှေ့ကိုနည်းနည်းလေးမောင်းသွားပြီးမှ brake ကိုအသားလေးနင်းလိုက်ရုံပါပဲဒါဆိုရင်တော့ကားမိုးပေါ်ကနှင်းထုတွေကသူ့အလိုလိုအောက်ကိုပြုတ်ကျလာမှာဖြစ်ပါတယ်အမိုးစိုးနေမှာတွဲလောင်းကျနေတဲ့နှင်းတွေဆိုရင်တော့တုပ်လေးတစ်ချက်နဲ့အသားလေးတိုးလိုက်ရုံပါပဲသူတို့တွေကပျော်ပါးကြီးအောက်ကိုလှိမ့်ဆင်းလာကြမှာပါတကယ်လို့နှင်းကြတာတိတ်မများဘူးဆိုရင်တော့အပေါ်ကနေပြင်ပြားလေးတစ်ခုတင်လိုက်ပြီးပန်းသီးအခွန်နှွားသလိုမျိုးအသားလေးချစ်ချလိုက်ရုံနဲ့နှင်းတွေကချောချောမွေ့မွေ့လေးကွာကျလာမှာဖြစ်ပါတယ်ချောမွေ့နေတဲ့အလွှာလေးတွေပေါ့ဒါကိုကြည့်နေရတာကတမျိုးလေးစိတ်ကျေနပ်ဖို့ကောင်းသလိုစိတ်ဖိစီးမှုတွေကိုလည်းတကယ်ကိုပြေလျော့စေပါတယ်ပင်လယ်ရေမျက်နှာပြင်ပေါ်မှာနှင်းတွေအပုံလိုက်ဖြစ်နေရင်တောင်မှအဲ့ဓာတွေကိုထိုးခွဲမောင်းနှင်ဖို့အတွက် ice breaker လို့ခေါ်တဲ့ရေခဲခွဲသင်္ဘောကြီးတွေကိုလွှတ်လိုက်ရပါတယ်အေးခဲနေတဲ့ရေပြင်ထဲမှာဒီသင်္ဘောကြီးတွေကလမ်းကြောင်းအသစ်ကိုတေတေတက်တက်ဖောက်ထုတ်သွားတာကိုကြည့်ရတာဟာလဲတော်တော်လေးစိတ်အေးချမ်းဖို့ကောင်းပါတယ်ဒါကြောင့်ပဲဆောင်းရာသီမှာနှင်းရှင်းရတဲ့အလုပ်ကမထင်မှတ်ထားလောက်အောင်စိတ်ကိုကုသပေးနိုင်တဲ့အလုပ်တစ်ခုဖြစ်နေတာပါဒီလိုပြောတာကယူးကြောင်ကြောင်နိုင်တယ်လို့ထင်ပါသလားသင်တို့ရဲ့အမြင်တွေကိုလည်းအောက်က comment မှာရေးသွားပေးကြပါဦးနော်